အားလုံးပဲမင်္ဂလာပါဒီနေ့ကတော့ scholarship လျှောက်တဲ့အချိန်ကြရင် rejection နဲ့အငင်းခံရတဲ့အချိန်ကြရင်ဘယ်လိုမျိုး overcome လုပ်မလဲဆိုတော့ကျမရဲ့အတွေ့အကြုံကိုပြောပြချင်ပါတယ် rejection ကိုဘယ်လိုမျိုး overcome လုပ်ကြမလဲပေါ့နော်ဆိုတော့ကျမရဲ့ background ကိုကျမအနေငယ်ပြောပြချင်တယ်ပေါ့နော်ကျမ scholarship journey မှာကျမမလျှောက်ခင်ပေါ့နော်မလျှောက်ခင်မှာကျမဘယ် industry ကိုရှောက်ရမလဲဆိုတဲ့ dream ဟာမျိုးတွေကိုကျမဖြည့်ရှင်းခဲ့ရတယ်ပေါ့နော်ဆိုတော့ကျမရဲ့အတွေ့အကြုံရဆိုရင်ကျမ tourism industry မှာ10နှစ်လောက်အတွေ့အကြုံရှိတယ်ပေါ့နော်နောက်ပြီးတော့မှကျမ pandemic မှာကျမရဲ့ startup ကိုစတင်ပြီးတော့မှလုပ်ခဲ့တယ်ပေါ့နော်ဆိုတော့အဲ့အချိန်မှာကျမကscholarship ရှောက်ဖို့လုပ်တဲ့အချိန်မှာကျွန်မ tourism industry ပဲရွေးရမလားဒါမှမဟုတ်ရင်ဒီ startup နဲ့ဆိုင်တဲ့ဟာကိုပဲဆက်ပြီးတော့မှပညာသင်ယူမလားဆိုတဲ့ဟာကိုကျွန်မ decision လုပ်ရတယ်ပေါ့နော်အဲ့အချိန်မှာကျွန်မကလောလောလတ်ဘာလုပ်နေရလဲလို့တွေးတဲ့အချိန်မှာကျွန်မ startup ကိုလုပ်တဲ့အတွက်ကြောင့်မလို့ဒီ startup နဲ့ဆိုင်တဲ့ဟာကိုကျွန်မပို့ပြီးတော့မှသိရှိနားလဲခြင်းနဲ့ဒါနဲ့ပတ်သက်ပြီးတော့မှလည်း community ကိုကျွန်မအများကြီး contribute လုပ်ချင်တဲ့အပိုင်းတွေအများကြီးရှိတဲ့အတွက်ကြောင့်မလို့ကျွန်မဒီ entrepreneurship and innovation နဲ့ဆိုင်တဲ့ဟာတွေကိုလေ့လာမယ်ဆိုတဲ့ဟာကိုကျွန်မdecision တည်တည်ချာချာပြုလုပ်ခဲ့တယ်ပေါ့နော်ပြုလုပ်ခဲ့တဲ့အချိန်မှာကျွန်မ scholarship တွေကိုစလျှောက်တယ်ပေါ့နော် scholarship စလျှောက်တဲ့အချိန်မှာကျွန်မကအင်္ဂလန်ကအကြောင်းတွေကိုကျွန်မလျှောက်တဲ့အချိန်မှာကျွန်မ rejection နဲ့လည်းကြုံရတယ်ပေါ့နော် rejection နဲ့ကြုံတဲ့အချိန်မှာကျွန်မကတခြားသူလိုမျိုးပါပဲစိတ်သက်ကိုကျွန်မတစ်လလောက်တီကြတဲ့ဟာမျိုးကျွန်မကြုံခဲ့ရတယ်ပေါ့နော်ဒါပေမဲ့လည်းကျွန်မကအဲ့လိုမျိုးဖြစ်တဲ့ process မှာကျမပြန်ပြီးတော့မှတွေးတယ်ပေါ့နော်ကိုဘာလေလိုအပ်ချက်ရှိနေလို့ဒီလိုမျိုးတွေနဲ့ကြုံရတာလေဆိုတဲ့ဟာမျိုးပေါ့နော် goal setting ကိုတေချာချပြီးတော့မှလုပ်မယ်လို့ဆုံးဖြတ်တဲ့အချိန်ကနေစပြီးတော့ကျမ determination နဲ့သွားရတယ်ပေါ့နော် determination နဲ့သွားတဲ့အချိန်ကျတော့ကျမ focus လုပ်ရမယ့်ဟာတွေ priority လုပ်ရမယ့်ဟာတွေအများကြီးရှိရပေါ့နော်အဲ့ဘိုင်းမှာကျမကဒီ period တွင်မှာတော့ကျမ scholarship ကိုတေချာရှောက်မယ်ဆိုတဲ့ဟာမျိုးကိုကျွန်မသတ်မှတ်လိုက်တဲ့အတွက်ကြောင့်မလို့ကျွန်မရဲ့အချိန်တော်တော်များများကိုအဲ့ဒီဟာတွေနဲ့ကျွန်မအသုံးပြုရတယ်ပေါ့နော်။ကျောင်းလျှောက်တဲ့ rejection ရတယ် acceptance ရတယ်နောက်ပြီးတော့မှကျွန်မ scholarship လျှောက်တယ် scholarship rejection ရတယ်ပထမနှစ်မှာပေါ့နော်ဒုတိယနှစ်မှာကျွန်မထပ်လျှောက်တယ်ကျွန်မ interview အဆင့်ပါတယ်နောက်ပြီးတော့ကျွန်မ selected လုပ်ခံရတယ်ပေါ့နော်scholarship လျှောက်တာနဲ့တပြိုင်နက်ကျမတို့ IELTS လေးတွေပြင်ဆင်ရတဲ့အပိုင်းတွေလည်းရှိတယ်ပေါ့နော်ဆိုတော့ IELTS ပြင်ဆင်တဲ့အချိန်မှာကျမ process မှာဆိုရင်လည်းကျမfinancially ကကျမတိတ်အဆင်မပြေဘူးပေါ့နော်အဆင်မပြေတဲ့အတွက်ကြောင့်မလို့ကျမခဏလည်းမဖြေနိုင်ဘူးဖြစ်တဲ့အတွက်ကြောင့်မလို့ကျမပထမဆုံးအချိန်မှာပဲ band 7နဲ့ကျွန်မ IELTS ကိုအောင်မြင်နဲ့ဖြည့်ဆို့ခဲ့တယ်ပေါ့နော်နောက်ဆုံးအနေနဲ့ပြောပြချင်တာကြတော့ကျမတို့ mental ကောင်းရှိဖို့လိုအပ်တယ်ပေါ့နော် mental ကောင်းရှိဖို့လိုအပ်တာဘာကိုပြောချင်တာလဲဆိုတော့အရှိမ experience ရှိပြီးသား senior တွေကို approach လုပ်ဖို့ဘုံလေးပါနေပေါ့နော်ကျမတို့ကလည်း approach လုပ်ခဲ့တယ်သူတို့ရဲ့ထောက်ပြတဲ့ဟာတွေကိုကျမလက်ခံတယ်ကျမပြင်ဆင်တယ်ကျမကြိုးစားတယ်ဒါနဲ့ပဲကျမဒီ rejection ကို overcome ကောင်းလုပ်နိုင်ခဲ့တယ်ပေါ့နော်ဆိုတော့အချုပ်ပြောရမယ်ဆိုရင်တော့ကျမတို့ rejection ကိုလူတိုင်းကြုံရတယ်ပေါ့နော်ဒါပေမဲ့လည်း rejection ကိုကြုံတဲ့ချိန်မှာကိုဘယ်လိုမျိုး overcome လုပ်မှလဲပေါ်မှာမူတည်ပြီးတော့မှ result တွေကကွဲပြားတယ်ပေါ့နော်ဆိုတော့goal setting တေချာချပါ determination နဲ့သွားပါfocus ကိုတေချာလုပ်ပါ priority set လုပ်ပါပြီးတော့မှ mentor ရှာပါပေါ့နော်ဆိုတော့ဒါလေးတွေကိုလုပ်မယ်ဆိုရင်ကျမတို့ကိုလိုချင်တဲ့ပန်းတိုင်းကိုရလိမ့်မယ်လို့ယုံကြည်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်